Solana Kela Fastest TPS 10 billion total supply ဟုတ်ပါတယ်။စုဟာ Solana Kela ဆိုတဲ့ narrative နဲ့ထွက်လာခဲ့တဲ့ Fastest Layer 1 blockchain ဖြစ်ပြီး Move programming language နဲ့တည်ဆောက်ထားတဲ့ blockchain ဖြစ်ပါတယ်။ Evan Chong နဲ့သူ့ရဲ့တငယ်ချင်းတွေက MetaTain Facebook မှထွက်ပြီးတော့ Misting Labs ဆိုတဲ့ company ကိုတည်ထောင်လိုက်ပြီးတော့စူးပွိုင်ကိုဖန်တီးခဲ့ကြတာဖြစ်တယ်။ crypto ဟာဤပညာထုတ်ကုန်ဖြစ်တဲ့အတွက်ကြောင့်အခုလိုလူမျိုးတွေအရေးချင်းရှိတဲ့လူတွေရှိခြင်းကစူးကိုပို့ပြီးတော့ယုံကြည်စေတယ်။ပို့ပြီးတော့ကောင်းမွန်စေတယ်။စူးဟာ Solana Kela ဆိုတဲ့နာမည်ကိုအကြောင်းမဲ့တော့ရလာခဲ့တာမဟုတ်ဘူး။စူးရဲ့ high performance နဲ့ဈေးသက်သာတဲ့ gas fee တွေကြောင့်ပဲဖြစ်ပါတယ်။ transaction per second မှာစူးဟာ2,9,900 TPS ရှိပြီးတော့ Solana ဒီ6,500 TPS သာရှိပါတယ်။ Gaming, DeFi, NFT နဲ့ Digital Ownership လို့ sector တွေမှာစူးကိုအသုံးပြုနေကြပါတယ်။လက်ရှိ crypto market ရဲ့ကမ္ဘာနံပါတ်7နေရာမှာတည်ရှိနေပြီးတော့ total supply အနေနဲ့က10 billion စူးသာ maximum ရှိပြီးလက်ရှိဈေးကွက်ထဲမှာ3.39 billion လဲပတ်နေတဲ့စူးဟာ ETH Solana တို့ထက်စာရင် early stage မှာပဲရှိနေသေးပေမဲ့သူ့ရဲ့အဘက်ဘက်ကတိုးတက်လာတဲ့အချက်တွေကြောင့် mid of long term မှာကင်ထားမယ်ဆိုလို့ရှိရင်အကျိုးမဲ့များစွာရနိုင်မယ် coin လို့ပြောရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ